ဒီတက်ပူနာရတော့ပိုကောင်းတာပေါ့တော့ကင်ရင်းဝင်နော်တော့ထုတ်ထားလဲကောင်းတယ်တိုက်လို့သူတို့ရင်ပေးကင်ရပါလားအော်ဖလကန်ရိုက်တယ်အော်နီကိုကရှောင်းရင်တော့ဟိုဘက်စပြစ်နေပြီရင်းကတော့သွေးနေနေတော့ရင်းဖလကန်ရိုက်တော့မှာဟုတ်တယ်အော်နီကိုကမရဘူးလို့နီကိုရဲ့နားလေသွားပြီဘလို့လီနာတို့ကတော့အကုန်ပြေးကတ်လာပြီဒီလော်နာမှာလူပေါက်တဲ့လမ်းလောပြန်လုံးပြီးဝိုင်းကလောပြန်လုံးမှာဘလင်လေးတော့ခွန်ကတော့ရှာဖွေတိုင်းနဲ့ပဲလော်လေးတော့ရီလူပေါက်မဲ့လမ်းတွေကိုရွေးအောင်မဲ့အနေထားမှာ retribution game flash ပဲရောက်ရေးဘလို့ပေါက်ကိုကျွန်တော်မရအော်တက်တော့နေချ4 man တော့လာသွားပြီဗလိုင်းနေကနေပြီးတော့တော်တော်ကြီးကိုပတ်နေတာဗျတော်တော်ကြီးကိုပတ်နေတာဗဒန်ဝေါက2 man လာလိုက်တဲ့ဘယ်ဆက်ရဘလင်အကောင်းဆုံးပဲလို့ဒီနေ့တသားပြန်လာရတယ်ဆိုတော့အဆင်ပြေတယ်လို့လေးမြင်ရင်ညီကိုရဲ့ air strike နာနေသေးပဲเนาะခွန်ဝေးမင်းကမောင်လေး shock ကတိုက်တော့တိုက်ထားသေးတယ်အမော်လေးပိုင်းလည်းပြီးတော့ B1 တော့ဖာစားပြတဲ့ air strike ကိုဖလစ်ကာနဲ့ခုံချက်စတစ်နေနဲ့သေမလို့ပဲဘိုးပါမှာလည်းကျွန်တော်တို့ရင်ဟောပြောင်းသွားသေးတယ်စတစ်နေနဲ့ပြောင်းသွားသေးတယ်ဂျူနိုခုံတို့ကတော့ကျွန်တော်နေချအလာဆုံးပဲဘိုးရဲ့တိုက်ပြသွားတဲ့ခိုင်တာမှာမတ်တစီလောနဲ့သူတရုံးပြေးချိုးသွားရင်လည်းအကောင်းဆုံး performance တွေပြသသွားခဲ့တဲ့နောက်မှာတော့ YGO 2-1ဆိုရရတဲ့နဲ့အနိုင်ရရှိသွားခဲ့ရင်လည်းအမတ်တွေကိုယူဆောင်သွားခဲ့တာပဲဖြစ်ပါတယ်တကယ်ကောင်းတဲ့ Majesty ကိုတို့